30ရက်နေ့ငွေကြေးခန္ဓာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး19ခန်းငယ်45မှ48ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အငယ်1မှအခန်းငယ်4ထိတန်ရှင်းသောဗိမာန်တော်သည်ဝိပုကိုးကွယ်ရန်နေရာဖြစ်ရမည့်အစားရောင်းဝယ်ပေါက်ကားရာနေရာဖြစ်လာခဲ့သည်သူတို့သည်သခင်ယေရှုကိုရှင်ဘုရင်ဖြစ်ကြေညာကြသောကြောင့်နိုင်ငံရေးနှင့်ဘာသာရေးခေါင်းဆောင်များအကြားတင်းမာမှုတိုးလာခဲ့သည်ဘာသာရေးခေါင်းဆောင်များနှင့်ကျမ်းတက်ပုဂ္ဂိုလ်များကိုစန့်ကျင်တိုက်ခိုက်မှုများများပြားလာစဉ်ယူလူမျိုးများ၌ယေရှုနောက်လိုက်သူတိုးပွားများပြားခဲ့သည်ယေရှုသည်ဗိမာန်တော်၌ရှိစဉ်အလွန်ဆင်းရဲသည့်မုတ်ဆိုးမတစ်ယောက်ကိုတွေ့ခဲ့၏နဲလိုက်တာဒီတဲ့ပုံမလူနိုင်ဘူးလားငါပြောမယ်ဒီမုတ်ဆိုးမရဲ့အလူဟာတခြားသူတွေထက်သားတဲ့ဘာကြောင့်လဲဆိုတော့သင်တို့ဟာရှိရဲ့အထက်ကအချို့ကိုပဲလှူကြတယ်မုတ်ဆိုးမကတော့ဆင်းရဲပေမဲ့လည်းရှိသမျှကိုလှူတယ်နံပါတ်1ယေရှု၏လုပ်ရများကငါ့ကိုဘယ်လိုစိန်ခေါ်သလဲနံပါတ်2ငွေကြေးသည်ဖျားသခင်နှင့်မှန်ကန်စွာနေထိုင်လိုသောငါ၏ဆန္ဒကိုဘယ်လိုလမ်းကြောင်းလွဲစေနိုင်သလဲနံပါတ်3ပေးကမ်းခြင်းနှင့်ငွေရရှိခြင်းတွင်ငါ၏ဦးစားပေးခြင်းကအဘယ်နည်း